အားလုံးပဲမင်္ဂလာပါ NY channel ကနေကြိုဆိုပါရစေ။နဲ့ဒီနေ့ဂျပန်မှာကိုယ်အနေမကောင်းတဲ့ချိန်ကြရင်အလုပ်ထဲမှာပဲဖြစ်ဖြစ်ဒီစက်ခန်းတော့ပြတဲ့ချိန်မှာပဲဖြစ်ဖြစ်ပေါ့နော်။သုံးနှစ်စကလုံးလေးတွေကိုမျှဝေပေးချင်ပါတယ်။ပထမဆုံးကတော့ပေါ့နော်ဒီကိုကနေမကောင်းပြီးအဖျားရှိရဲ့ချိန်ကောင်းကြိုက်တာတို့မူးတာတို့အင်ချင်တာတို့နေမကောင်းပြီးချမ်းတာတို့ဖြစ်တဲ့ချိန်ကြရင်ဘယ်လိုပြောရမလဲဆိုရင်ဒီအဖျားရှိတဲ့ဟာကြတော့ပေါ့နော်အဖျားရှိရဲဆိုရင်熱があります熱がありますကောင်းကြိုက်တယ်ဆိုရင်頭が痛いです頭が痛いですကောင်းမှုတဲ့ချိန်ကြရင်めまいがしますめまいがしますအင်ချင်တဲ့ချိန်ကြရင်吐き気がします吐き気がしますနေမကောင်းပြီးချမ်းတဲ့ချိန်ကြရင်寒気がします寒気がしますနောက်တစ်ခုကျတော့ချောင်းဆိုးနာစီးတဲ့ချိန်ကြရင်ဒီချောင်းဆိုးတဲ့ချိန်ကြရင်ပေါ့နော်ဘယ်လိုပြောမလဲဆိုရင်咳が出ます咳が出ますတလိပ်တွေပါလာတဲ့ချိန်ကြရင်တလိပ်လည်းရှိတယ်ဆိုတဲ့ချိန်ကြရင်痰が出ます痰が出ますနောက်တစ်ခုကဒီနာချေတဲ့ချိန်လေးရှိရပါတော့အဲ့နာချေတာကိုဘယ်လိုပြောလဲဆိုရင်くしゃみが出ますくしゃみが出ますနာစီးတဲ့ချိန်ကြရင်နှမျိုးရှိရပါတော့ဒီနာရည်ယိုတဲ့ချိန်ရဲ့နှာခေါင်းပိတ်နေတဲ့ချိန်ရပါတော့ဒီနာရည်ယိုတဲ့ဟာကြတော့鼻水が出ます鼻水が出ますနောက်တစ်ခုကနှာခေါင်းပိတ်တဲ့ချိန်ကြရင်鼻が詰まっています鼻が詰まっていますနောက်တစ်ခုကဒီအစာအိမ်ပေါ့နော်အစာအိမ်နာတာတို့အစာမကြေတာအဲ့ချိန်ကျရင်ဘယ်လိုပြောမလဲဆိုရင်အစာအိမ်နာရင်胃が痛いです胃が痛いですအစာမကြေတဲ့ချိန်ကျရင်胃もたれလို့ဆိုရင်အစာမကြေတာပေါ့နော်နောက်တစ်ခုကဒီပိုက်နာတာတို့ဝမ်းပြက်ဝမ်းလျှောဖြစ်တာတို့ဝမ်းချုပ်တာတို့ဆိုရင်ဒီပိုက်နာတာကြတော့ပေါ့နော်ဒီお腹が痛いですお腹が痛いですဝမ်းချုပ်တာကြတော့便秘です便秘ですနောက်ပြီးကြတော့ဝမ်းပြက်ဝမ်းလျှောဖြစ်တာကြတော့下痢です下痢ですနောက်ပြီးကြတော့ကိုကနေမကောင်းပြီးမှခန္ဓာကိုယ်တစ်ခုလုံးလေးလံပြီးမှအားမရှိတဲ့ချိန်ရရင်体がだるいです体がだるいですနောက်ပြီးအဲ့ဘယ်လိုပြောမှလဲတကူလုံးအားမရှိပြီးမှကြိုက်ခဲနေတဲ့အချိန်ဆိုရင်体がだるくて痛いです体がだるくて痛いですနောက်တစ်ခုကျတော့ဒီအယိုးအစစ်တွေကြိုက်တာပေါ့နော်အယိုးအစစ်တွေကြိုက်တဲ့ချိန်ကျရင်関節が痛いです関節が痛いですအဲ့ဒါကြောင့်အယိုးစစ်တွေနာတာပေါ့နော်နောက်ဆုံးအနေနဲ့ဒီသွေးအားနေတာနဲ့သွေးတိုးတာပေါ့နော်သွေးအားနေတာကြတော့貧血သွေးတိုးတာကြတော့高血圧ဒါဆိုရင်နေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒီနေ့အားလုံးအတွက်အထောက်အကူပြုရင်ဝမ်းသာပါတယ်နောက်နေ့ကျရင်ပြန်တွေ့ကြမယ်เนาะ bye bye